Hello ဒီခါမှာတော့ရှောင်းရှုမှာကော Instagram မှာကော viral ဖြစ်နေတဲ့ဒီ social makeup look လေးကိုကြည့်ပြရလေးတင်ပြတော့ပါမယ်။အရင်ဦးဆုံး skin care ပြန်လိုက်ပါတယ်ပြီးတော့ဒီ skin care ကိုလေယာအစစ်စစ် serum ကနေစပြီးတော့ moisturizer တိကို step by step တိကျလေးလိမ့်တော့ပါမယ်။ဒီကပိုင်းအသားတွေအရင်ချုပ်နေတော့ဒီစားပြီး red eye ရဲ့ primer moisture နဲ့ primer ယူထားတဲ့ဟာလေးကိုသုံးတာပေါ့နော်။သူကဒီ Bobbi Brown နဲ့ effect တူပဲဆိုပြီးတော့ viral ဖြစ်နေတဲ့ moisturizer လေးဒီစားအဲ့ဒါလေးကိုသုံးကြည့်နေတော်တော်လေးကိုအဆင်ပြေပေါ့နော်။ combination skin ဖြစ်တဲ့အတွက် sun cream ကိုလည်း moisture ပါတဲ့ဟာလေးနဲ့လိမ့်ပေးလိုက်ပါတယ်။ဒီလိုက်ရင် glow ပြီးတော့ကြည်ကြည်ဝန်းလေးဖြစ်ချင်တဲ့အတွက် tone up ကိုဒီ Unite က peach color လောက်လေးပဲသုံးပေးလိုက်ပါတယ်။မိုင်းမြူနေတဲ့မျက်ကွန်လေးတွေကို color corrector လေးနဲ့တခြားလိုက်ပြီးတော့ညှိပေးလိုက်ပါတယ်။ပြီးရင်သူ့ကိုတခြား blending brush လေးနဲ့ blending လေးတခြားလေးညှိပေးလိုက်ပါတယ်။ color corrector တွေသုံးပြီးတော့ရင် foundation မသုံးခင်မှာအဲ့ဒီ color corrector နေရာလေးတွေကိုကိုယ်နဲ့တသားထည့်ကြတဲ့ concealer အရောင်လေးနဲ့လိုက်ပြီးတော့ဖုံးပေးလိုက်ပါမယ်။အဲ့ခါကျမှကိုက foundation နဲ့လိမ့်တဲ့ခါကျရင်အောက်ကဝါနေတဲ့အရောင်လေးမပေါ်လာဘဲနဲ့အသားရောင်နဲ့တညီတည်းဖြစ်သွားပါမယ်ပေါ့နော်။ color corrector လေးတွေတခြားညှိပြီးတော့ပြီဆိုရင် foundation ကို Judy Doll ထဲက N20 အရောင်လေးကိုသုံးလိုက်ပါတယ်။ foundation ကိုလိမ့်တဲ့အခါမျက်လုံးအောက်ဒီနှာခမ်းနဲ့တိုင်လိုက်ရင်3ကန်နေရာလေးမှာပို့ပြီးတော့ထည့်ပြီးတော့ blending လုပ်ပေးရပေါ့နော်။အဲ့ခါကျမှဒီရဲ့ foundation ကိုကြည့်လိုက်တဲ့ခါကျရင်ဒီရဲ့ jaw line တစ်လျှောက်မှာကြည့်လိုက်မျက်နှာဖုံးဆွတ်ထားတဲ့ပုံစံမျိုးမပေါက်လာပါတော့။ပြီးရင်ဒီနှစ်ဖူးဘက်မှာလည်း foundation ကို blending လုပ်တဲ့ခါကျရင်တဝက်လောက်ပဲတော့ပြီးတော့ blending လုပ်ပေးလိုက်ပါတယ်။ဒီညမှာ highlight တွေကိုချတဲ့ခါကျရင်လည်းသူရမယ့်လေးရမယ့်နေရာလေးတွေနဲ့ပြီးရင်သူ့ရဲ့ပမာဏလေးကိုတခြားနည်းနည်းချင်းထည့်ပြီးတော့ blending လုပ်ပေးရမယ်ပေါ့နော်။မဟုတ်ဘူးဆိုရင်တကယ်ကိုကတစ်ခါလေးနဲ့အများကြီးထည့်လိုက်တဲ့ဆိုရင်အဲ့မျက်လုံးသားမှာတစ်ခဲလိုက်ကြီးဖြစ်ပြီးတော့ blending လုပ်ရခက်သွားတတ်တယ်ပေါ့နော် control ကိုလည်းဒီ Unite က control လေးကိုဗန်ဒီစာသုံးပေးလိုက်ပါတယ်ပေါ့နော်ပြီးရင်ဒီရဲ့ square face shape ဖြစ်နေတဲ့ jaw line တစ်လျှောက်ဒီကိုတခြားလေး control ချလိုက်ရတယ် control ချထားတဲ့နေရာတစ်လျှောက်ကို spot လေးနဲ့တခြားလေးလိုက်ပြီးတော့ blending လုပ်ပေးလိုက်ပါတယ်ပေါ့နော်ဒီနေရာမှာ brush သုံးလိုက်ရတယ် spot နဲ့ဒီဇိုင်းတက်လေးတော့လိုက်တယ်ပေါ့ blusher ကိုက Camilla ရဲ့ lip palette ကနေဒီဇိုင်းကစမ်းပန်းပုံစံမျိုးလေးတော့လိုက်တယ်ပေါ့နော်တခြားလေး cute တဲ့ဘက်ကိုတော့ချင်နေဆိုရင်ဒီနှာခေါင်းထိပ်နဲ့မေးစင်လေးကိုလည်းတင်ဖို့မမိနဲ့နော်ပြီးရင်သူ့ကို spot လေးနဲ့တခြားလေး blending လုပ်ပေးပါတယ် makeup တခြားလေးအလုံးဝ glow နေအောင်ဒီစားက combination skin ဖြစ်တဲ့အတွက်2 way ဒီကောင်မျက်လုံးတစ်ဝိုင်းနဲ့ဒီမျက်ခုံးမွေးရဲ့နာတန်တစ်ဝိုင်းမှာပဲလိုက်ပြီးတော့တိတ်ပေးလိုက်ပါတယ်။တစ်ပြင်လုံးကိုကျတော့ overall ပြီးခဏနေမှလိုက်ပြီးတော့ပြန်ပြီးတော့တိတ်ပေးတယ်ပေါ့နော်။ပြီးတော့ရင် disposal နဲ့တခြားဖြည့်ပြီးတော့ eyebrow ကို mascara ချင်းတာလေးနဲ့အရင်ချင်းပြီးတော့လိုအပ်တဲ့နေရာလေးမှာတပင်ချင်းစီလိုက်ပြီးတော့အဖြည့်ပေးလိုက်ပါတယ်။ဒီစားရဲ့ sun makeup class မှာဆိုရင်လည်းဒီလို eyebrow ကိုတပင်ချင်းစီဆွဲတဲ့နည်းလေးကိုတင်ပေးပါတယ်။ eyeshadow မချက်ခင်မှာ base color လေးနဲ့အရင်လိုက်ပြီးတော့ခံပေးလိုက်ပါတယ်ပြီးတော့ eyebrow pencil လေးနဲ့ဒီ crease line လေးကိုတခြားလေးလိုက်ပြီးတော့ဆွဲပေးလိုက်ပါတယ်။ဒီဇိုင်းရဲ့ဒီနွေရာဒီမှာပေးထားတဲ့ summer promotion အတန်းလေးဟာဆိုရင်ဒီ9လပိုင်းကနောက်ဆုံးဖြစ်တဲ့အပြင်ကမှတင်နန်းတူ2ယောက်ထိပဲထပ်ပြီးတော့ရပါတော့မယ်နော်။ self care self love ဆိုတဲ့ကောင်းမလေးတွေအတွက်ကိုယ့်ရဲ့ physically ကို mentally ကို development ဖြစ်ချင်တဲ့သူတွေအတွက်ထောက်တိုင်တစ်ခုလို့အထောက်အကူဖြစ်စေမဲ့ class လေးတစ်ခုဖြစ်တာကြောင့်မို့ဒီ summer promotion ချီတုံးကိုပို့ကင်ယူထားလိုက်တော့နော်။ပြီးရင်အားလုံးစိတ်ပူနေကြတဲ့ဒီဇိုင်းရဲ့ဒီအတန်းမှာ basic အခြေခံမရှိတဲ့လူတွေက join လို့ရလားဆိုတဲ့မိကွန်းလေးတစ်ခုပေါ့နော်အဲ့ဒီမိကွန်းလေးကိုဖြေချင်တာဆိုရင်ဒီဇိုင်းကဒီဇိုင်းရဲ့အတန်းကလုံးဝအခြေခံမရှိတဲ့သူ basic ကိုမှ skin care ကနေစပြီးတော့ဘာဆိုဘာမှမလိမ့်တတ်တဲ့လူတွေကိုရည်ရွယ်ထားတဲ့ class လေးလည်းဖြစ်ပါတယ်ဒီ summer self makeup class လေးဟာဆိုရင်တင်နန်းတို့2ယောက်ထိပဲကန်တက်ပြီးတော့တင်ပေးတဲ့ class လေးဖြစ်တာမို့လို့အပိတ်နည်းပညာကိုမှအတိတ်တင်တဲ့အတူ self makeup class ကိုအများနဲ့တင်ရင်မလိုက်နိုင်ဘူးတိတိမိမိလေးနဲ့အေးဆေးဆေးလေးတင်ချင်တယ်ဆိုရင်ဒီ by 2 class ဖြစ်တဲ့ summer promotion class လေးကိုတောက်ကြစနေတနင်္ဂနွေနေ့မှာအချိန်ပေးနိုင်ရုံနဲ့တင် join လုပ်ရပါတယ်။ eyeshadow တွေပြီးတော့ရင်ဒီစားကမျက်တောင်ကိုတပင်ချင်းစီတခြားလေးလိုက်ပြီးတော့ကတ်ပေးလိုက်ပါတယ်။ဒီလိုမျက်တောင်တပင်ချင်းစီကိုဖြာနေအောင်တက်တဲ့နေလေးကိုလည်းဒီစားရဲ့3ရက်အတန်းမှာဆိုရင်နောက်ဆုံးဖြစ်တဲ့ပွဲတက်နေ့လေးမှာထည့်ပြီးတော့တင်ထားပေးပါတယ်။ကိုကလေ makeup ကို basic လည်းတင်ဖို့ရယ်ပြီးရင် basic ကိုလည်းပုံမှန်ဖြစ်နေကြတိုင်းကိုမှကိုရဲ့ makeup look ကိုအားမရဘူး update ပြန်လုပ်ချင်တယ်ဆိုရင်လည်းဒီလိုမျိုးမျက်တောင်တပင်ချင်းတက်တဲ့နေလေးတွေပြီးရင် update makeup look လေးတွေကိုထပ်ပြီးတော့ဒီစားစီမှာ update လုပ်တဲ့ class လေးလည်း join လုပ်ရပါတယ်။ highlight တွေလိုက်ပြီးတော့ဖြည့်ပြီးတော့အဲ့ကမှဒီစားက flash media ရိုက်မှာမလို့ဒီ powder ကိုအဖြူရောင်လေးတွေနဲ့လိုက်ပြီးတော့တိတ်ပေးလိုက်ပါတယ်ပြီးရင်ဒီစားရဲ့ဒီ crease line တစ်လျှောက်လုံးကို highlight လေးလိုက်ပြီးတော့လင်းနေအောင်ပြန်ပြီးတော့ဖြည့်ပေးလိုက်တယ်ဒီအပေါ်ကနေ blusher လေးကိုပြန်ပြီးတော့လိုက်ပေးလိုက်မယ်ပေါ့နော် blusher ကိုလည်းဒီစားစောစောအောက်က cream တင်ထားတဲ့ပုံစံမျိုးလေးကိုပဲစမ်းပန်းပုံစံလိုက်ပြီးတော့တင်ပေးလိုက်ပါတယ်ပြီးတဲ့ခါကျတော့နှာခမ်းရဲ့ဘောင်လေးတွေကိုဖျောက်ပြီးတော့ lip liner နဲ့တခြားပုံလေးဖော်ပေးလိုက်ပါတယ်နှာခမ်းကိုကြည့်လိုက်ရင်အဲ့လိုဖူးဖူးလေးနဲ့ 3D sensor လေးဖြစ်အောင်လို့ blush လေးနဲ့တခြားလေး blend လုပ်လိုက်ပြီးတော့ဒီရဲ့ camera ရဲ့ lip palette လေးနဲ့ပဲဒီကဖြည်းဖြည်းချင်းဖြည့်တော့လိုက်ပါတယ်အခုနောက်ပိုင်းလေးနှာခမ်းတွေလုံးဝ full ဆိုးအထက်အဲ့လိုမျိုး 3D sensor နဲ့ဖူးဖူးလေးဖောင်းဖောင်းလေးဖြစ်အောင်ဆိုရမျိုးအရင်ပေါ်ကြတယ်ပြီးရင်သူ့ရဲ့နှာခမ်းတွေရဲ့ brush မှာကျန်တဲ့အရောင်လေးနဲ့ပဲဒီနှာခေါင်းထိပ်နဲ့ messy ထိပ်လေးကိုလိုက်ပြီးတော့ blend လုပ်ပေးလိုက်တယ်လုံးဝ glow စမှုဖြစ်နေအောင် highlight လေးကိုဒီ chart ထဲကယူပြီးတော့တခြားလေးလိုက်ပြီးတော့တိတ်ပေးလိုက်ပါတယ်ဒီညမှာ highlight ကိုလည်းအဲ့လိုကြည့်လိုက်ရင်ကိုယ့်ရဲ့ skin လေးကနေ glow နေလင်းနေတဲ့ပုံစံမျိုးလေးဖြစ်ချင်တာဆိုရင် highlight ကိုဆွဲတာမျိုးမဟုတ်ဘဲနဲ့တိတ်လေးလိုက်ပြီးတော့တိတ်ပေးရမယ်ပေါ့နော်ကျမကတော့လင်းတာထက်ကိုပို့ပြီးတော့လင်းချင်တာဖြစ်တဲ့အတွက်ဒီရော်ရ highlight ကိုလည်းထပ်ပြီးတော့ဖြည့်ပေးလိုက်ပါတယ်ပြီးရင်ထီယာ juice နေရာမှာလေးမှလည်းလိုက်ပြီးတော့ထည့်ပေးလိုက်တယ်
ဒီနေရာမှာရှင်တို့ကျွန်မလိုအပ်ချက်တစ်ခုပြောပြမယ်ကျွန်မရဲ့နှာခမ်းကိုအရင်မေးကြမယ်ဆိုတာသိရဲ့အဲ့ဒီနှာခမ်းပေါ်မှာ gloss မတင်ခင်ကိုကျွန်မ highlight လေးနဲ့အရင်တင်ပေးလိုက်တယ်ဒီခါကျမှအဲ့ highlight ပေါ်မှာ gloss လေးကိုတင်ပေးလိုက်တယ်အဲ့ခါကျနှာခမ်းကိုကြည့်လိုက်တဲ့ခါကျအဲ့လိုဖောင်းဖောင်းနဲ့ 3D ဆန်ဆန်လေးဖြစ်နေတာပေါ့နော်ကျွန်မရဲ့ jaw line နဲ့ဒီအတန်လေးကိုလည်း Judy Doll ထဲက control လေးနဲ့လိုက်ပြီးတော့ blending လုပ်ပေးလိုက်ပါတယ် viral အရင်ဖြစ်နေလို့ဆိုပြီးတော့ဒီ Dasami ရဲ့ spray ကိုကျွန်မဝယ်ပြီးတော့စမ်းသုံးကြည့်လိုက်တာသူရဲ့ result က wushu ဝါတွေဖြစ်ကုန်တယ်ပေါ့နော်အဆုံးထိလေးလာကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီစားနောက်ထပ်တင်ပေးစေချင်တဲ့ vlog လေးရှင်လည်း comment မှာရေးပေးခဲ့လို့ရပါတယ်နော်